မြန်မာနိုင်ငံရေးအတွေးခေါ်အပိုင်း15လွတ်လပ်တဲ့မြန်မာပြည်မှာနိုင်ငံရေးအတိုက်ခံလုပ်တဲ့အကျင့်တွေပေါ်ပေါက်လာရပုံကိုဆရာမမောင်ကြီးရဲ့မြန်မာနိုင်ငံရေးအတွေးခေါ်အပိုင်း15မှာတင်ပြပါမယ်။အခြေခံဥပဒေရေးဆွဲတည်ပြုတဲ့တိုင်းပြည်ပြည်လွှတ်တော်နဲ့လွတ်လပ်ရေးရပြီးကျင်းပတဲ့ပါလီမန်လွှတ်တော်တွေမှာဖဆပလအဖွဲ့ချုပ်ကကြီးစိုးပါတယ်။ဖဆပလအဖွဲ့ထဲမှာတူးချင်းအနေနဲ့ရောပါတီဝင်အနေနဲ့ရောပါဝင်တာမို့တတိပုဂ္ဂလအမတ်ရှိသလိုဆိုရှယ်လစ်နဲ့ကွန်မြူနစ်အမတ်တွေလည်းရှိပါတယ်။နောက်ပိုင်းကွန်မြူနစ်တွေနဲ့ပြည်သူ့ရဲဘော်တွေကတောခိုပြီးလက်နက်ကင်ကြလို့ပါလီမန်လွှတ်တော်မှာဆိုရှယ်လစ်ပါတီဝင်နဲ့တတိပုဂ္ဂလအမတ်တွေပဲကျန်မာတော့တယ်။အားလုံးဟာဖဆပလအဖွဲ့ဝင်တွေဖြစ်နေလို့ဖဆပလအစိုးရကိုအတိုက်ခံလုပ်မဲ့သူပါလီမန်လွှတ်တော်မှာမရှိသေးပါဘူး။တပြည်လုံးမှာတပုံထနေပေမဲ့လွှတ်တော်အစည်းအဝေးပုံမှန်ကျင်းပနိုင်တဲ့အတွက်စီလုံးညီညွတ်တဲ့လွှတ်တော်လို့ခေါ်နိုင်ပါတယ်။1950မှာအာဏာရဖဆပလအဖွဲ့ဝင်ဆိုရှယ်လစ်ပါတီကပါတီဝင်အချို့ကခွဲထွက်ပြီးတီးခြားပါတီတည်ထောင်တော့မှလွှတ်တော်ထဲမှာအတိုက်ခံတွေထွက်ပေါ်လာတာဖြစ်ပါတယ်။မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားစစ်ဖြစ်တဲ့ကိစ္စမှာကုလသမဂ္ဂဆုံးဖြတ်ချက်ကိုဖဆပလအစိုးရကထောက်ခံပေမဲ့ဖဆပလအဖွဲ့ဝင်ဆိုရှယ်လစ်တွေဖြစ်တဲ့သခင်လွင်နဲ့သခင်လှကြွေကကန့်ကွက်ကြပါတယ်။အဲဒါကြောင့်1950စက်တင်ဘာလ20ရက်နေ့မှာနှစ်ယောက်စလုံးကိုဖဆပလအဖွဲ့ကထုတ်ပစ်လိုက်ပါတယ်။အထုတ်ခံရပြီး2လအကြာဒီဇင်ဘာမှာသခင်လွင်နဲ့သခင်လှကြွေကအလုသမားလေသမားပါတီကိုတည်ထောင်ပါတယ်။မက်စ်ဝါဒကိုလေ့လာပြီးကွန်မြူနစ်အယူအဆကိုလက်ခံတဲ့ဆိုရှယ်လစ်ဖြစ်လို့သူတို့ကိုဆိုရှယ်နီလို့ခေါ်ကြပါတယ်။1951ရောက်တော့အတိုက်ခံဆိုရှယ်နီအမတ်10ဦးထိရှိလာပါတယ်။ဗိုလ်ချုပ်အောင်ဆန်းရဲ့အကိုဦးအောင်တန်းခေါင်းဆောင်တဲ့လွှတ်တော်အမတ်9ဦးဖဆပလကခွဲထွက်တဲ့အခါမှာအတိုက်ခံဥယျာဉ်တိုးပွားလာပါတယ်။ဒါပေမဲ့တတိပုဂ္ဂလအမတ်တွေကိုထည့်ပြီးရေတွက်ရင်တော့အတိုက်ခံအမတ်က30မကျော်ပါဘူး။ဖဆပလအမတ်က200လောက်ရှိနေပါတယ်။အခုလိုအတိုက်ခံအမတ်ရှိလာတာကိုဖဆပလအဖွဲ့ဝင်ပဲကိုးမှတ်ဘိုးခင်မောင်ကကြိုးဆိုပေမဲ့ဖဆပလအစိုးရကတော့ဆက်စုပ်ရွံရှာစရာအဖြစ်မြင်ပြီးမထင်မြက်မြင်ပြုပါတယ်။အာဏာရပါတီကခွဲထွက်ပြီးအတိုက်ခံလုပ်နေတာကိုအတော်ခံရခက်ပုံရပါတယ်။အတိုက်ခံလုပ်သူတွေကိုအဖြတ်သမားဂိုင်းကနသမားလို့ဖဆပလတွင်ရင်မှုကဆွဆွဲမှုပါတယ်။တိုက်ခံအမတ်ကိုအာဏာရပါတီကမထီလေးစားလုပ်ပြီးလောင်ပြောင်ကဲ့ရတာများလာတဲ့အတွက်1951မတ်လ19ရက်နေ့မှာပါလီမန်အစည်းအဝေးအပြီးအတိုက်ခံအမတ်18ဦးဟာအပြင်မထွက်ဘဲလွှတ်တော်ထဲမှာ24နာရီအထိထိုင်တပိတ်မှောက်ခဲ့ကြပါတယ်။ပါလီမန်ဒီမိုကရေစီသမိုင်းမှာအခုလိုလွှတ်တော်အမတ်တပိတ်မှောက်တာမျိုးဟာကြုံခဲ့ဖြစ်ရပါ။တပိတ်မှောက်ရတဲ့အကြောင်းရင်းတွေထဲမှာရတဲ့ရထိုက်တဲ့အခွင့်အရေးမရရှိမှုအစည်းအဝေးမှာအစိုးတင်သွင်းခွင့်မရမှုအတိုက်ခံကိုပြောခွင့်မရအောင်တမင်လှုပ်ထားမှုစတာတွေပါဝင်ပါတယ်။အတိုက်ခံအမတ်ရဲ့တောင်းဆိုချက်ကိုမလေးစားဘူးလို့လည်းဆိုပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ပါလီမန်လွှတ်တော်မှာအတိုက်ခံအမတ်တွေတက်ဝင်လှုပ်ရှားလာတာဟာထူးခြားမှုတစ်ခုဖြစ်ပါတယ်။အစိုးရအဆိုပြုတာကိုအလေးအနက်မဆွေးနွေးဘဲအမြဲတမ်းထောက်ခံအတည်ပြုနေတဲ့ပါလီမန်လွှတ်တော်ဟာအင်မတန်ညှိငွေ့ဖို့ကောင်းတဲ့နေရာပါပဲ။အတိုက်ခံအမတ်ရှိလာတော့ပြောကြဆိုကြဝေဖန်ကြမှုအဓိပ္ပာယ်ရှိတာမရှိတာအပါထားဆိုပြေဖြစ်လာတာကတော့သိကြပါတယ်။လိမ္မာပါနဲ့စွာအကွက်ကြဝေဖန်ပြောဆိုတာတွေမကြာခဏလုပ်ကြပါတယ်။အစိုးရအတန်လွင့်ဌာနဖြစ်တဲ့မြမအတန်ကိုဝါဒဖြန့်ဌာနအဖြစ်ဝေဖန်ရှုံချပါတယ်။အစိုးရရဲ့ရာသုံးမှန်းကြီးဘတ်ဂျက်ငွေစည်းရင်းကိုလည်းအမြဲတမ်းဝေဖန်ဆန်းစစ်ပြီးဆွေးနွေးကြပါတယ်။1952မှာပါလီမန်လွှတ်တော်ကိုပြန်လည်ကျင်းပတဲ့အခါမှာတတိပုဂ္ဂလရခိုင်အမတ်73ယောက်အတိုက်ခံဘက်ကိုရောက်သွားပါတယ်။ပြည်ထောင်စုထဲမှာရခိုင်ပြည်နယ်ရရှိဖို့ရခိုင်အမတ်တွေတောင်းဆိုတာကိုဖဆပလအစိုးရကမှတ်လည်နိုင်ပါဘူး။ဒါပေမဲ့အတိုက်ခံမှာဆွေးနွေးခွင့်ရှိနေတာမို့အာဏာရအစိုးရကိုဝေဖန်သုံးသပ်နိုင်ပါတယ်။အစိုးရဟာလိုချင်တယ်လို့လုပ်နိုင်ပေမဲ့အ ਨੇ ဆုံးအဝေဖန်ခံရသေးတာကြောင့်နေမထိထိုင်မထိဖြစ်နေတဲ့အချိန်ကာလပါ။
အပြင်မှာမပြောရတဲ့အကြောင်းအရာကိုပါလီမန်လွှတ်တော်ထဲမှာလွတ်လပ်စွာဝေဖန်သုံးသပ်တဲ့ဓလေ့ကိုစမ်းသပ်လေ့ကျင့်ခြင်းလည်းဖြစ်ပါတယ်။ပါလီမန်လွှတ်တော်ထဲမှာဒီမိုကရေစီအပြည့်အဝရနေခြင်းပဲဖြစ်ပါတယ်။အစိုးရအမှုထမ်းတွေအာဏာလွဲသုံးစားလုပ်ပြီးကိုကြိုးရှာမှုတရားစီရင်ရေးမှာဝင်ရောက်ဆွတ်ဖက်မှုပြည်သူ့ဘဝကိုလစ်လျူရှုမှုစတဲ့မကောင်းမှုတွေကိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတိုက်အခံအမတ်တွေကလွှတ်တော်မှာဖော်ထုတ်ကြပါတယ်။အဲ့ဒီအချိန်နေဘက်မှာလက်နက်ကင်တော်လှန်နေကြတာကြောင့်အစိုးရကတပုံကိုအပြစ်ပုံချတာမျိုးလည်းရှိပါတယ်။အတိုက်အခံအမတ်ကိုကွန်မြူနစ်ရဲ့ရှေ့နေလို့လည်းအစိုးရကမြင်ပါတယ်။ပြည်သူလူထုဟာတပုံကိုကြောက်ရတယ်လို့အစိုးရကပုံမှန်9နဲ့ထောင်ချပစ်မှာကိုလည်းကြောက်နေရပါတယ်။ပျောက်ကြားတွေကိုကြောက်ရတာကိုဂုတ်ပေါ်ဓာဝဲအစိုးရကိုကြောက်ရတာကိုပုံမှန်9ပဲလို့အဲ့ဒီခေတ်ကပြောလို့ရှိပါတယ်။အစိုးရဘက်ကအပြစ်ကိုဝန်မခံသလိုအတိုက်ခံဘက်ကလည်းအမားကိုဝန်မခံပါဘူး။ကွယ်ရမှာကွန်မြူနစ်တပုံနဲ့ဆက်သွယ်ပြီးပါလီမန်လွှတ်တော်မှာအတန်ကောင်းဟစ်နေတယ်လို့အစိုးရကမကြာခဏပြောကြားလေးရှိပါတယ်။အစိုးရဟာအတိုက်ခံကိုလေးလေးစားစားဆက်ဆံနေတာမဟုတ်ပါဘူး။ရှေ့နေချုပ်ကတော့အတိုက်ခံကိုအပြစ်တင်မှုဝင်မလေးပါဘူး။အတိုက်ခံကကန့်ကွက်တာကိုအလကားကတ်နေတာပါလို့ရှေ့နေချုပ်ကပြောတာဟာဥပဒေပညာရှင်နဲ့မတူပဲနိုင်ငံရေးသမားနဲ့တူတယ်လို့ဆရာမမောင်ကြီးကသုံးသပ်ပါတယ်။အစိုးရလှုပ်တာအလုံးကောင်းပြီးအတိုက်ခံလှုပ်တာတခုမှမကောင်းမှုဆိုတဲ့အမြင်ဖဆပလအစိုးရမှာရှိနေတယ်လို့ဆိုရှယ်နီအမတ်တူကထောက်ပြမှုပါတယ်။အတိုက်ခံကိုလစ်လူရှုထားဖို့ဒါမှမဟုတ်လဲမလန်နိုင်အောင်ဖိထားဖို့ရည်ရွယ်တာဟာဗမာမင်းစိတ်သက်ပဲလို့ဆိုပါတယ်။ဗမာဘရင်ခေတ်မှာအတိုက်ခံလှုပ်သူကိုအဖြတ်သမားလို့ယူဆတယ်လို့ဖဆပလခေတ်မှာလည်းယူဆနေတော့မှာပဲ။နိုင်ငံရေးပါတီချင်းချင်းအပေးယူလုပ်တဲ့ဒီမိုကရေစီသဘောကိုနားမလည်ကြသေးပါဘူး။1956ကိုရောက်မှပဲကွဲလွဲတဲ့အမြင်နဲ့ခြားနာတဲ့ယူဆရှိတာဟာတဘာဝပဲဆိုတာကိုအစိုးရကလက်ခံလာကြပါတယ်။ဒါဟာကောင်းတဲ့လားလာပဲလို့ဆရာမောင်ကြီးကတော့သုံးသပ်ထားပါတယ်ခင်ဗျာ။